Tower A ကလည်းဒါ10ရက်တစ်ပတ်အတွင်းရောင်းထွက်သွားတယ် Tower B ကလည်းရောင်းကုန်တော့မယ် EY နေရဆိုလို့ရှိရင် Tower C အထိရောင်းနေပြီဆိုတော့ကိုကဒါအခုချိန်မှာတွေးဝင်နေပြီးတော့ဒါ investment မလုပ်သေးဘူးဆိုရင်ကိုပဲဆုံးရှုံးမှုတွေဖြစ်သွားကြမှာเนาะအဲ့တော့ဒီ project လေးကဘာဖြစ်လို့အရန် hot ဖြစ်ပြီးတော့လူတွေအသေးအဝင်နေကြရတယ်ဆိုတော့ကိုထိုက်ကဒီနေ့မှာနည်းနည်းလေးရှင်းပြပေးသွားမယ်ရှင်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လေ UAE ရဲ့ Coral Line ပေါ်မှာတည်ရှိတယ်ပြီးတော့ဒူဘိုင်းရဲ့ဒီမှာရှာကြား border ပေါ်မှာဘေးတင်မှာလဲသူကတည်ရှိရတဲ့အတွက်ကြောင့်မို့ location wise ကလည်းပြောစရာမလိုဘူးတရားကလည်းဒီကျွန်းဆွယ်ကနေဒူဘိုင်းတွေကိုထိုးထားတဲ့အတွက်ကြောင့်မို့လို့10မိနစ်2မိနစ်ကားမောင်းလိုက်ရုံနဲ့ဒူဘိုင်းတွေကိုဒါကိုကတန်းပြီးတော့ရောက်ရှိသွားမယ်developer အနေနဲ့ကလည်း semi government developer ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချယုံကြည်ရတယ်ဒီကျွန်းဆွယ်လေးတစ်ခုလုံးမှာဆိုလို့ရှိရင်ဒါပထမအောင်ဆုံး free hold လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလက်မလွတ်သင့်ဘူး location wise ရအောင် developer ဘိုင်းရအောင်ကိုကစိတ်ချယုံကြည်ရအဲ့တော့ okay price square fee ကိုတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါ1000ဝန်းကျင်နဲ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းကလည်းပြောစရာမလို size အနေနဲ့ကြားလို့ရှိရင်လည်း one bedroom တွေကို1100ကျော်ကနေစသွားမှာဆိုတော့ဒါ sizing ကလည်းစိတ်ပူစရာမလိုသူဘယ်တင်ရဲ့ရှေ့မှာရှိတဲ့ beach တောက်လျှောက်တစ်ခုလုံးကိုလည်း private beach လုပ်လိုက်မှာဆိုတော့ privacy လည်းရှိမယ် entertain အနေနဲ့ကလည်းအောက်က mall တွေပါမယ် building 5ခုနဲ့လာတဲ့ community တစ်ခုဖြစ်တဲ့ကြောင့် appreciation ပါလည်းစိတ်ပူစရာမလိုအဲ့တော့ location wise ရအောင် developer ရအောင်ဒါ entertainment တွေလည်းပါမယ် privacy လည်းရှိမယ်ဘာမှပြောစရာမရှိတဲ့အချက်အရန် hot ဖြစ်သွားတယ်အဲ့ဒါအပြင်ကမှ payment plan ကအရန် attractive ဖြစ်တယ်3070 payment plan နဲ့ပေးရမှာအခုအချိန် booking မှာဒါ 10% down payment ပေးပြီးတော့ကျန်တဲ့20%ရာခိုင်နှုန်းကိုက4နှစ်အတွင်းခွဲပေးလို့ရတယ်အဲ့4နှစ်မှာတစ်နှစ်ကို5% စီပဲခွဲပေးလို့ရမှာဆိုတော့ကိုက1 million တန်အိမ်ဝယ်လို့ရှိရင်တော့မှတစ်နှစ်ကို3500ဝန်းကျင်ပဲပေးရမယ့်အတွက်ကြောင့်မလို့လူတိုင်းကအရန်စိတ်ဝင်စားပြီးတော့ investment လုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလက်မနေခြင်းကိုအခုဆိုလို့ရှိရင်တခြားတာဝါတွေထိပါ EY နဲ့ရောက်နေပြီဆိုတော့လက်မနေခြင်းကိုဒီလို investment မျိုးတွေအများကြီးလုပ်ချင်တယ် in the future မှာကိုကပတ်စံနေအများကြီးရချင်တယ်ဆိုလို့ရှိရင်တော့ Thai ကိုစီမှာလည်းစုံစမ်းဆက်သွယ်ပြီးတော့ investment တွေလုပ်လို့ရပါတယ်ကျေးဇူးပါ